Okay ဒီခါတော့ကျွန်တော်ဒီ DaVinci Resolve free software video editing software ကိုကျွန်တော်920စာကျွန်တော်ဘယ်လိုလေ့လာခဲ့လဲဆိုတာကိုကျွန်တော်တည်တလောက်ကျွန်တော်ပြောပြမယ်ကျွန်တော်လည်းလေ့လာနေရလို့ဆိုတော့မိတ်ဆွေတို့လည်းလေ့လာခြင်းလေ့လာလို့ရအောင်ကျွန်တော်အကုန်လုံးတော့မတက်သေးဘူးဒါနေပါတော့ကျွန်တော်တီးဖြတ်လို့ရနေပြီကျွန်တော်ကိုပိုင် YouTube channel နဲ့ကျွန်တော်ကိုပိုင်ဒီ TikTok channel မှာကျွန်တော်ပြန်သုံးလို့ရနေပြီပဲဆိုတော့ကျွန်တော်လေ့လာခဲ့တဲ့ YouTube channel ကတော့ဒီ Casey Paris ဆိုတဲ့ YouTube channel နဲ့ကျွန်တော်လေ့လာခဲ့တာပါနော်ဒီ YouTube channel ထဲဝင်ပြီး share ဆိုတဲ့ clip လေးကိုနှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီ copy လေးကိုယူမယ်ယူပြီးရင်ကျွန်တော်ကဒီ notebook island နဲ့ကိုသွားမယ် notebook island သွားပြီးတော့ဒီ create new notebook ဆိုအောင်နှိပ်မယ်နှိပ်ပြီးရင်ခုနကဒီ YouTube website ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ခုနဟာကို copy လေးကိုကျွန်တော်ထည့်လိုက်မယ်Okay ဒီနေရာမှာဒီ setting မှာတော့မြန်မာလို output language ကိုမြန်မာလိုပြောင်းထားဖို့လုပ်မယ်နော်ပြီးရင်ဒီနေရာမှာကိုကြိုက်တယ်လို့ setting ကိုပြင်လို့ရတယ် default landing guide custom ကြိုက်တယ်လို့ထားလို့ရတယ်ကျွန်တော်ကတော့ဒီတိုင်းပဲထားလိုက်တော့မယ်သူကပေးထားEMID DaVinci Resolve video TPS software ကိုရှေ့ကမှစပြီးကျွမ်းကျင်စွာအသုံးပြုနိုင်ရန်သင်ကြားပြီးသည့်ပြည်စုံသော language video ဖြစ်သည်လို့ပေးထားတယ်ဒါကိုသူကလည်းစာကြောင်းလေး၃ကြောင်းထပ်ပေးထားတယ် DaVinci Resolve ရဲ့အခမဲ့ version နဲ့အခကျင်းဝင်ပေးရတဲ့ story version ပါကွာလဲဒါကိုနှိပ်လိုက်မယ် video TPS ကအချိန်ပုံမြန်စီမဲ့ QWS shortcut key တွေကြောင့် fusion ပေးမှလုပ်တွေကိုသုံးပြီးဘယ်လို effect လုပ်ဖန်တီးမလဲကြိုက်တာကိုနှိပ်လိုက်သူဖြည့်ချင်းပြီးသူပြန်ပြောပြီးတယ်ဟုတ်ပြီကျွန်တော်ကဒါကိုနှိပ်လိုက်မယ်ဒီဘက်ရှင်းမလို့ဒီဘက်ရှင်းမလို့ဆိုတော့ကျွန်တော်ဒီဘက်ရှင်းပေးလိုက်မယ်ပုံပြီးထည့်ချင်းဒီဘက်ရှင်းမှာနှိပ်လိုက်သူကဒီလိုထပ်ပြောပြီးရ video TPS မှာပုံမှန်မြန်ဆန်စီဖို့အတွက် DaVinci Resolve ရဲ့မူလ shortcut key တွေစားဒီသူကဒီလိုလေးပြောပြတယ်ညမိုက်တယ်မလားအင်္ဂလိပ်လိုမဟုတ်မြန်မာလိုပဲနားထောင်လို့ရတယ်ဒီဗီဒီယိုက9နာရီကျော်ကြာတော့အနည်းဆုံး9:20လောက်တော့ကြည့်လိုက်9:20ဆိုတော့4កောက်ပေါ့ဗျာဒီတပုတ်ကိုပြအောင်ကြည့်မယ်ဆိုရင်တော့4កောက်ပေါ့9:20ကိုဒီနေ့ကို45မိနစ်လေ့လာမယ်ဆိုရင်တစ်လလောက်တော့လေ့လာရမယ်ဒီနောက်ကဟာရတော့ဒါတော်များများသိပြီးသားပါဒီမှာကြိုက်တာထုတ်လို့ရတယ် mind map ကျွန်တော်တို့ mind map ကိုသုံးတာများတယ်ကျန်တာလည်းကြိုက်တာဒါကျွန်တော် free သုံးနေဆိုပဲเนาะ free သုံးတာ mind map မှာလည်းကြည့်လို့ရတယ်စက်တင်လိုရှင်များစက်တင်လိုရှင်မှာပါလို့ကောင်းမွန်တော့ computer နဲ့ GPU ဒါပေးကျွန်တော်တို့ map သုံးတာဆိုတော့ကျွန်တော်အခု M1 နဲ့သုံးတာပေါ့နေနဲ့အဆင်ပြေနေသေးတယ် M1 map ဖို့ A ပေါ့နော် Windows ကတော့ကျွန်တော်သိပြီကောင်းမွန်တော့ computer နဲ့ DaVinci Resolve software free သုံးဖို့ studio လောဆယ်စတင်အသုံးပြုမိလို့ကတော့ကျွန်တော်ကတော့ free ပဲ free သုံးလို့ရအောင်အဆင်ပြေတယ်ဗျာဘာလို့ပတ်စံပေးတဲ့ဟာတော့အလုပ်ကိုပို့မြအောင်လုပ်ပြီးတော့တော့ AI ပါတယ်တချို့ຢာတွေကျွန်တော်ဒီအတန်တို့မလိုအပ်တဲ့နေရာကြီးဖြတ်ဖို့ဆိုရင် studio version မှာအများကြီးအချိန်ကိုတက်တာစီတယ် free version တော့ကိုဖြတ်ရတော့အရင်ကြတယ် software ပြင်ပစာမျက်နှာများတဲ့ media pool ဖိုင်မြန်စီမှာခံခွဲခြင်းဒီလိုလေးပြရမှာနော် timeline ပုံနဲ့ရှာခြင်း trimming ပုံစံမှာဖြတ်တော့ရှင် transition နဲ့ dynamic ထည့်သွင်းခြင်း keyboard shortcut QWS စိတ်ကြိုက်ပြင်ဆင်ခြင်း fusion ဒီ fusion ပေးရတော့တော်တော်လေးကိုတင်ယူမှရမယ်အနည်းဆုံးနည်းနည်းလေးဟိုခဏလောက်လေ့လာလောက်နေရတော့မတက်သေးဘူးကျွန်တော်တွေနိုင်20တာလေ့လာတော့မှပြောလို့ကျွန်တော်တကောက်တိတ်မတက်ဘူးသူက graphic တွေဒီ background effect တွေအကုန်ထည့်လို့ရရဗျာ motion graphic တွေအဲ့လိုတော့ဘာလို့လဲ Photoshop တို့ After Effects တို့နဲ့တူတယ် color page color management logo file များပြင်ခြင်း primary key software ရတော့တစ်ခုနဲ့တစ်ခုကတော့ကျွန်တော်ထင်တာတော့နည်းနည်းတော့ဆက်နေကာလာဆိုလည်းပဲကြိုက်တဲ့ပဲကာလာအကြောင်းပဲလေ့လာဒီ software ပြင်တယ်ဒီကာလာအတိုင်းပဲအဲ့ဒီ universal truth ပေါ့ဒီကာလာအတိုင်းပဲလေ့လာလို့ရတယ် fair light ဘာလို့အတန်ကြီးဖြတ်တာပေါ့နော်ဘာလဲ3ကြီးပေါ့နော် delivery page ဒါကတော့နောက်ဆုံးပြီးသွားလို့ရှိရင်ကျွန်တော် export ထုတ်တဲ့ဟာပေါ့နော် YouTube ထုတ်မှာလားဟို customer ကို highlight ပြီးမှာလားဒီမျိုးပေါ့နော်အများကြီးတော့ရှိတယ်ကျွန်တော်တီးတလောက်ဆိုတော့ကျွန်တော်လည်းတိုင်းမလေ့လာထားသေးဘူးတိုင်း20ပဲဆိုတော့ကျွန်တော်တီးတလောက်လေးကျွန်တော်ပြန်ပြောပြခြင်းဖြစ်ပါတယ်ဒီ YouTube နဲ့ကျွန်တော်လေ့လာတာပါအဲ့လိုပဲစမ်းတဲ့လေ့လာကြည့်ပါအဲ့တော့ဒီ DaVinci Resolve ပုံမျိုးနော်ဒါကသူ့ရဲ့ user interface ဒါတော့ activate ဒါတော့အသုံးများဆုံးပေါ့နော်အခုနပြောတဲ့ fusion ဆိုတော့ motion graphic တွေတခြားသောဒီနောက်ခံပြောင်းတာတွေဘာညာအကုန်လုံးဒီ software ကဒီ DaVinci Resolve တခုတည်းနဲ့အကုန်ပြီးအောင်လုပ်လို့ရတယ်ဗျာဒါတော့ color ဒါတော့ခုနအတန်ညှိတဲ့နေရာဒါတော့နောက်ဆုံးdelivery video ထုတ်တဲ့နေရာပေါ့နော်အခုအရင်ဆုံးမိတ်ဆွေက TikTok နဲ့ထုတ်မှာလား YouTube နဲ့ထုတ်မှာလားဒီတော့မှာ setting ဆိုတာလေးပါတယ်ဒီ setting ဆိုတာလေးဝင်ပြီးတော့ဒီမှာဒါဆိုရင်1920 1080ဒါဆိုရင် YouTube ဒါကို uncheck လေးလုံးလိုက်လို့ရှိရင်ဘောင်းပြဖြစ်သွားပြီဒါဆိုရင် TikTok လေးဒါဆိုစေးလုံးလိုက်ကျွန်တော်ကတော့ခုနပြောတဲ့အတိုင်းပဲကျွန်တော်လုပ်ထားမှရတယ်ဒီနေရာမှာကျွန်တော် hub ထားတယ်ဒီနေရာမှာ photo to browse ဆိုတာလေးထားတယ်ဒါတော့ဒီတိုင်းပဲထားမယ်ပြီးဒီမှာ color management မှာဒီနေရာမှာကျွန်တော်က DaVinci RGB color management ကိုထားတယ်ပြီး uncheck ဒီနေရာမှာကျွန်တော်ကဒီ intermediate ဆိုတာလေးကိုထားပြီးတော့ကျွန်တော်စေးလုံးလိုက်ပါတော့ဒါ TikTok အတွက်ရိုင်းသွားမယ် okay ဒီရိုင်းလာရနော်ဒါဒီနေရာမှာဒါ media pool မှာကျွန်တော်က file လေးတွေကျွန်တော်ထည့်လို့ရတယ်ဒါပြီးဒီ video ပြီး music
ကြိုက်တယ်လို့ပေါ့နော်ဒီထဲမှာပါတာ okay ဗီဒီယိုတွေကိုဗီဒီယိုထည့်မယ်ဆိုရင်ဒီလိုထည့်လို့ရတယ်ဒါတော့ကိုစိတ်ကြိုက်ကျွန်တော်တို့ drag and drop ပဲထည့်မယ်ကိုစိတ်ကြိုက်ထည့်လို့ရတယ်ကျွန်တော်ကဘာထည့်မလို့ဆိုရင်ကိုကျွန်တော်ဒီဗီဒီယိုလေးသုံးဖို့ကိုကျွန်တော်ထည့်မယ်အရင်ဆုံးဘာမှမလုပ်ခင်ဒါကိုအရင်ဆုံးကျွန်တော် proxy media မှာ generate proxy media လေးကိုအရင်လုပ်တယ်အဲ့လိုလုပ်လိုက်တဲ့အတွက်ကြောင့်ဒီလိုနှိပ်လိုက်မယ်ပေါ့နော်ဒီလိုနှိပ်မယ်ဆိုရင်ဒီလိုမျိုးလေးဖြစ်နေနိုင်မယ်တကယ်လို့မလုပ်ထားဘူးဆိုရင်အဲ့တိုင်းမဖြစ်ဘူးဒါကိုလုပ်လို့ရတာရှိတယ်အလွယ်ဆုံးကတော့ဒါကိုနှိပ်လိုက်ပြီးတော့ကျွန်တော် color မှာဒီ color မှာကျွန်တော်က black magic design မနော်ကြည့်လိုက်နော်ဒီဒါကျွန်တော် iPhone 60 Pro နဲ့ရိုက်ထားတာဒါကိုကျွန်တော်ကဒါပေါ့နော်ဒါကိုကျွန်တော်က import color space မှာနေမယ် effect ကျွန်တော်တော့ဒါလေးကိုထားကြည့်လိုက်မယ်ဟုတ်ဒါကအများကြီးပြင်နေကြတာမလို့တော့ဘူးဒါကတော့ကျွန်တော် Canva ကနေ download ဆွဲတာ Canva နေ download ဆွဲတာဆိုကျွန်တော်သူဘာနဲ့ရိုက်ထားအောင်ကျွန်တော်မသိဘူးဒီမှာတစ်ချက်တော့ဒါကိုကျွန်တော်က black magic design နဲ့ကကျွန်တော်ကဒီ Jumbo ဆိုတာလေးကျွန်တော်ထားလိုက်ကြည့်လိုက်မယ် okay ဒါ original ဒါကိုကျွန်တော် color ချိန်လိုက်မယ် black magic design နဲ့ကဒီ Jumbo ဆိုတာ okay လိုလေးထွက်လာတယ်ဟုတ်ဒါကလည်းကျွန်တော် Canva နေ download ထားတာဒါကိုကျွန်တော်နောက် black magic design နဲ့ကနေပဲဂျန်ဖုန်းနဲ့ပဲတိုင်း okay ရောင်းနေတောက်သွားတော့နည်းနည်းကြည့်လို့အဆင်ပြေသွားတယ်ဒီသုံးခုလုံးကိုအလွယ်ဆုံးကတော့ right click နှိပ်လိုက်ပြီး create new timeline ဆိုတာလေးနှိပ်လိုက်ပြီး create လုပ်လိုက်ပေါ့တော်တော် auto create လုပ်ပြီးပြောရအောင်ဒါကတော့အလွယ်ဆုံးပေါ့နော်ကိုကြိုက်တဲ့ဗီဒီယိုတွေကိုရိုက်ထားတဲ့ဗီဒီယိုတွေကိုအလွယ်ဆုံးတိပြတ်မယ်ဆိုရင်ဒီတိုင်းလေးလုပ်လို့ရတယ်သူများ client လုပ်ပုံသူများလုပ်ကိုသွားလုပ်မယ်ဆိုရင်တော့ဒီလောက်နဲ့တော့မရဘူးပေါ့ဗျာထပ်ပြီးတော့လေ့လာရမယ်ပေါ့ဒါလို့ကျွန်တော်ကအလွယ်ကူဆုံးပြောပြပါအယူကြိုက်ဒီမှာဒီဒါကိုနှိပ်လိုက်အောင်နှိပ်လိုက်ပြီးတော့ဒီမိတ်ဆွေကဂေဒီနားလေးလိုချင်ပေါ့နားလေးလိုချင်တယ်ဆိုရင်ဒီ keyboard shortcut icon နှိပ်လိုက်ပြီးရင်လောက်လေးပဲလိုချင်တယ်ပေါ့နော်လောက်လေးပဲလိုချင်တယ်ဆိုရင် keyboard shortcut O နှိပ်လိုက် okay ဒီမှာဒီဟာလေးကိုထောက်လိုက်လို့ရှိရင်ဒီမှာနှစ်ခုပြတယ်ဒီဘက်ကဒါဗီဒီယိုကြည့်ပဲဘက်ကအတန်းဖိုင်ပါတယ်ဗီဒီယိုကိုဒီပဲလိုချင်တယ်ဆိုရင်ဗီဒီယိုပဲနှိပ်လိုက်ပေါ့ဒီကနေပြီးတယ်နော်နောက်တစ်ခါပြန်သွားမယ်ဒီအတန်းဖိုင်လိုချင်တယ်ဆိုရင်အတန်းဖိုင်ကိုပဲနှိပ်ပြီးတော့ယူလာလို့ရတယ်ဒီကနေပေါ့နော်ဒီဟာလုံးလို့ရတာရတော့အများကြီးရှိသေးဗျာအခုပြီးတော့ဒီကျွန်တော်ဒီဥစ္စာကိုကျွန်တော်ကာလာပြန်ရှင်းမယ်ပေါ့နော်ကာလာပြန်ရှင်းမယ်ဆိုရင်ဒီမဲ့ကာလာပေးတော့ဝင်လိုက်ကာလာပေးတော့ဝင်ပြီးတော့ okay ဒီမဲ့ကြိုက်တဲ့ကာလာကိုရှင်းလို့ရတယ်ဗျာဒီမဲ့ဒါကိုလည်းကာလာကိုချိန်မဲ့ကာလာရဲ့ name ပေါ့ချိန်မဲ့ကာလာရဲ့ name ဆိုတာဒီ contract လား temperature လားတစ်ခုချင်းစီချိန်လို့ရအောင်လုပ်လို့ရတယ်တစ်ခုချင်းစီနာမည်မှတ်ပြီးချိန်လို့ရတယ်ဒါကိုကျွန်တော်အရင်ဆုံးဒီ cap ပါလေးကိုကျွန်တော်ဒီမဲ့ကြောက်ဒီဟာကိုအလဲအောင်ထားပြီးတော့ right click နှိပ်လိုက်မယ်ပြီးရင် note လေးပဲဆိုတော့ရေးမယ်ကျွန်တော်ကဘာလုပ်မလို့ဆိုရင်ဒီတစ်ခုတည်းမဟုတ်ဘူးအဲပေါ်လေးကိုဒီဘေးနားအောင်နော် right click နှိပ်လိုက်ပြီး add note ဆိုတာလေးရေးပြီး character ဒီနေရာမှာလည်းကြိုက်တော့ note တွေထားလို့ရတယ်ဗျာဟိုကြိုက်တော့ဒီနေရာမှာကျွန်တော်က contract ပေါ့နော် note လေးပဲ contract CEO အခုဒီနေရာမှာကျွန်တော်ကပါထား temperature ပေါ့နောက်တစ်ဒီနေရာမှာတော့ကျွန်တော်အစုံတော့လိုက်မယ်ပေါ့ other step ရှားရရောကျွန်တော်ထည့်လိုက်မယ်ဟုတ်ပြီဒီ cap ကိုအရင်ဖြစ်ဆို cap ကိုနှိပ်လိုက်ပြီးဒီထဲကိုဝင်တော့အလွယ်အကူဆုံးဒီခုနကျူတဲ့တရားတင်ပေးတဲ့အတိုင်းဆိုရင်သူကအရင်ဆုံး as ပုံစံမျိုးလေးပဲထားတာများဆုံးအဲ့လိုနည်းနည်းလေးတင်လိုက်မယ်ဒီဒါလေးကိုနည်းနည်းလေးရှာလိုက်မယ်ဒါမိုက်ဝိုင်းပေါ့ဟုတ်ပြီဒီမှာ contract ကိုသွားမယ် contract ဆိုတာဒီမှာ contract ကိုကျွန်တော်နည်းနည်းလေးတင်လိုက် temperature ကိုကျွန်တော်နည်းနည်းလေးရှာမယ်ဒီ other step မှာကျွန်တော်ဘာလုပ်မလို့ဆိုရင်ကျွန်တော်ဒီ hue လေးကိုနည်းနည်းလေးတင်လိုက်မယ်ပုံကြည့်လို့ရတယ်နော် duration ကိုကျွန်တော်နည်းနည်းလေးတင်မယ် game ကိုနည်းနည်းလေးရှာမယ်ကိုစိတ်ရပြင်ကြည့်ပါတော့ကျွန်တော်ကတော့ဒီဟာလေးပဲ like ပြန်မယ် okay ဒီတစ်ခုတန်းအောင်ပဲကြိုက်တယ်ဆိုရင်ကျန်တဲ့ဟာကိုကျွန်တော် like မပြင်တော့ဘူးဒါကိုဘယ်လိုမှမဟုတ် control C ပြီးရင်ကျန်တဲ့ဟာကိုရှစ်နေပြီး click လုပ်လိုက်မယ်ပြီးရင် control V ပေါ့ဒါဆိုရင်ဒါရောအကုန်ပြောင်းပြီးသားပြောပါကြီးဒီကနေပေါ့နော်ဒီအတန်ကတော့အများကြီးလုပ်လို့ရတယ်ဗျာအများကြီးလုပ်လို့ရတယ်ဆိုဒီအတန် sound effect တွေထည့်မလားဒီဒါပဲ right click နှိပ်လိုက်ဒီ loop ဒါလေးထည့်မလားဒါလေးနှိပ်မယ်ပြင်လို့ပေါ်လာတယ်ဒီနေရာမှာပဲကြိုက်တာချိန်လို့ရမယ်အဲ့တော့ကိုစိတ်ကြိုက်လုပ်ကြည့်လို့လုပ်ကြည့်ကြပါတော့ဟိုမှားသွားလိုက်ပါဖြစ်တယ်အမှမဖြစ်ဘူးကျွန်တော်တခုပြောချင်တာကတော့လေးလာနေုံနဲ့မဟုတ်ပဲနဲ့ခါတဲ့ software တွေကိုဖွင့်ပြီးတော့ပါခါတဲ့ live လုပ်တာကအထီအောင်ဆုံးနီးလန်းပါပဲဒါအမြန်ဆုံးအတက်နိုင်ဆုံးတက်အမြန်ဆုံးနီးလန်းလို့ကျွန်တော်ထင်ပါတယ်ဒီဒါတော့ sound effect ပေါ့နော်ကြိုက်တာထည့်လို့ရတယ်နောက်ဆုံးကတော့ဒီ delivery ပေါ့နော် delivery ပေးသွားမယ် delivery ပေးသွားပြီးတော့ဒီမှာအဲ့တဲ့နာမည်ရေးလိုက်ကျူ location မှာဘယ်မှာထားမှာလဲဒါ PC resource မှာထားမှာလားဟို YouTube ကျွန်တော်တို့ YouTube ထဲမှာထည့်မယ်ဆို YouTube ထဲထည့်တယ်ပေါ့နော်ပြီးရင်နောက်ဆုံးဒီ app runner ကျူဆိုလဲတခုတတိထားမှာဒီနေရာလေးမှာ ထိုင်ရတိုင်းလိုင်းလို့ရမှာဒီ in out ဆိုတာကိုနှိပ်လိုက်ရင်မိတ်ဆွေခုံမပါလာဘူးပြီးတော့အတန်တွေပါကျန်ခဲ့တာမျိုးဖြစ်နိုင်တယ် okay အကုန်လုံးပြီးသွားရင်ဆိုတော့ app runner ကျူဆိုတာလေးကိုနှိပ်လိုက် okay အကုန်လုံးပြီးသွားရင်တော့ app runner ကျူဆိုတာလေးကိုနှိပ်လိုက်ပြီးဒီ runner ဆိုတာလေးကိုနှိပ်လိုက်ရင်ဒါမိတ်ဆွေလိုချင်တဲ့ဗီဒီယိုကရလာပြီဖြစ်ပါတယ်အားလုံးပဲကျွန်တော်လိုပဲခုမှစလေးလာတဲ့သူတွေအဆင်ပြေကြပါစေလို့ကျွန်တော်
ဆုတောင်းပေးပါတယ်ပြီးတော့တစ်ခါတည်းမှာပဲစမ်းတဲ့အသုံးပြုကြည့်ကြပါလို့ကျွန်တော်တိုက်တွန်းပါတယ်ဒီဥစ္စာက iPad tablet နဲ့လည်းရတယ်ဗျာကွန်ပျူတာနဲ့လည်းရတယ်ပြီးတော့ဒီ Premiere Pro တွေပါလို့ပတ်သက်ဝယ်ပေးနေကြမလို့ဘူးလက်ကား version နဲ့သုံးလို့ရတယ်ခုမှစလေ့လာမဲ့သူတွေခုမှဒီ video editing လုပ်မဲ့သူတွေအတွက်ကတော့ free နဲ့တော့တော်တော်အဆင်ပြေတယ်ဗျာ okay ဒီလောက်ပါဗျာတခြားလုပ်လို့ရတဲ့အများကြီးရှိပါသေးတယ်ကျွန်တော်ကတော့ကျွန်တော်ဗီဒီယိုကိုကျွန်တော်က3မိနစ်လောက်ပဲကျွန်တော်အားနေတာဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုကိုရိုင်းရှည်ကြီးမလုပ်ချင်တာဖြစ်တဲ့အတွက်ဒီလောက်ပဲကျွန်တော်လုပ်ပြပေးတာဖြစ်ပါတယ်ပေါ့ကိုစမ်းသက်အသုံးပြုကြည့်ကြပါလို့ကျွန်တော်တိုက်တွန်းပါတယ်ခင်ဗျာ